ဒီနေ့ရဲ့ဗီဒီယိုလေးကိုတော့Bidding Report with Candidates လို့နာမည်ပေးထားပါတယ်အဓိပ္ပာယ်လေးကကြတော့ candidates နဲ့အဆင်ပြေတဲ့ဆက်ဆံရေးတည်ဆောက်ခြင်းကိုဆိုလိုပါတယ်ဆိုလိုတာက HR ဒါမှမဟုတ်လို့ရှိရင် interviewer တယောက်အနေနဲ့ candidates နဲ့ပထမဦးဆုံးတွေ့ဆုံတဲ့အချိန်မှာတက်တောင့်တက်တာဖြစ်အောင်ယုံကြည်မှုရှိအောင်ပြီးလို့ရှိရင်စကားပြောရလွယ်အောင်တည်ဆောက်ထားခြင်းဖြစ်ပါတယ် candidates ရဲ့positive experience ကိုဖြစ်စေရပေါ့နော်ဆိုတော့နောက်ဆုံးတစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကုမ္ပဏီရဲ့ image ကိုကောင်းစေရပေါ့ဒီဒါကဒီ bidding report with candidates လုပ်ထားရခြင်းရဲ့ကောင်းကျိုးလေးတွေကိုပြောပြတာပါ interview စတာနဲ့ question တွေမေးတာက mistake ပါ candidates က nervous ဖြစ်နေနိုင်ပါတယ်အဲ့ဒီအချိန်မှာ direct interview ကိုစလိုက်မယ်ဆိုလို့ရှိရင် performance ကြနိုင်ပါတယ် How was your journey ဒီစက်တက်လေးက candidates ကို relax ဖြစ်စေဖို့အတွက် small talk အဖြစ်သုံးတာပါ friendly atmosphere ကိုတည်ဆောက်ပေးနိုင်ပါတယ်ဘာမှလို့ဆိုလို့ရှိရင်တော့လာရတဲ့ခရီးကဘယ်လိုနေလဲရုံးကိုရှာရတာလွယ်ရဲ့လားဒီလိုမျိုးဆိုလိုတာဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင် Good morning thank you for coming today how was your journey ပြောလိုက်တယ်ဆိုလို့ရှိရင် candidates က tension တွေလျှော့လာပြီးတော့မှ confidence ကပိုပြီးတော့မှတိုးလာနိုင်ပါတယ် authentic sentence တွေကတော့ Did you find our office easily ဒါမှမဟုတ်လို့ရှိရင် Was it easy to get here ဒီလိုမျိုးလဲမေးလို့ရပါတယ်ထုံးကတော့ဒီ voice tone ပေါ့နော် tone ကတော့casual and friendly ဖြစ်ဖို့လိုအပ်ပါတယ် smiley နဲ့ eye contact တွေထားပြီးတော့မှတကယ်စိတ်ဝင်စားနေတဲ့ပုံစံနဲ့မေးဖို့လိုအပ်ပါတယ် small talk ကိုတော့1 or 2 minutes လောက်ပါမကြာခင် interview ကို smooth transition ပြောင်းပါ let's get started HR business English တွေကိုသိရဖို့ follow လုပ်ထားပါကိုသိစေချင်နေတဲ့တငယ်ချင်းတွေမိတ်ဆွေတွေကိုလည်း share ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်